ပြီးခဲ့တဲ့ဗီဒီယိုမှာမြန်မာနိုင်ငံရဲ့သဘာဝရောဘာထုတ်လုပ်မှုမှာအမျိုးသမီးတွေပါဝင်လုပ်ကင်ကြပုံကိုတွေ့ခဲ့ရပြီးဖြစ်ပါတယ်။အသေးစိတ်ကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ရှေ့ဗီဒီယိုမှာတော့ရောဘာစိုက်ပျိုးထုတ်လုပ်ရောင်းချတင်ပို့မှုလုပ်ငန်းစဉ်ကွင်းဆက်တွေမှာအမျိုးသမီးတွေထဲထဲဝင်ဝင်ပါဝင်လုပ်ကင်နေကြပုံကိုတွေ့ခဲ့ရပါတယ်။စိုက်ပျိုးရေးခြံတွေနဲ့ရောဘာခြံတွေရောဘာစက်ရုံတွေရောဘာကဏ္ဍကိုပုံစီနဲ့ဝန်ဆောင်မှုတွေပံ့ပိုးပေးနေတဲ့လုပ်ငန်းတွေစတဲ့ရောဘာစိုက်ပျိုးရေးထုတ်လုပ်မှုတန်ဖိုးကွင်းဆက်အဆင့်ဆင့်တိုင်းမှာအမျိုးသမီးတွေရဲ့ကျွမ်းကျင်မှုနဲ့၎င်းတို့ရဲ့လုံအားများစွာကိုအသုံးပြုလျက်ရှိနေပါတယ်။သို့တော်လည်းတေချာအနီးကပ်လေ့လာကြည့်ရင်အမျိုးသမီးတွေဟာစိုက်ပျိုးခြင်းလုပ်ငန်းစဉ်မှာပေါင်းတင်ခြင်းနဲ့အစေးချစ်ခြင်းလုပ်ငန်းတွေမှာသာအချိုးအစားများစွာပါဝင်လုပ်ကိုင်နေကြတာကိုတွေ့မြင်နေရပါတယ်။ဒီအလုပ်တာဝန်တွေကိုယူရတဲ့သူကနေတိုင်းစိုက်ခင်းထဲမှာအချိန်အကြာကြီးလုပ်ကိုင်မှသာပုံထုတ်စွမ်းအားနဲ့လက်ရှိဝင်ငွေကိုထိန်းထားနိုင်မှာဖြစ်ပါတယ်။ထို့ကဲ့သို့စိုက်ပျိုးခြင်းလုပ်ငန်းစဉ်တွေနဲ့အစေးရရယူခြင်းလုပ်ငန်းစဉ်တွေကရောဘာလုပ်ငန်းအတွက်အရေးပါဆုံးလုပ်ငန်းစဉ်တွေဖြစ်ပေမဲ့အဲ့ဒီနေရာတွေမှာလုပ်ကိုင်နေတဲ့အမျိုးသမီးတွေအတွက်ကတော့လောက်ခလာစာတိုးရနိုင်မှုအခွင့်အရေးနည်းပါးလွန်းလာပါတယ်။အမျိုးသမီးတွေရဲ့ကုန်ထုတ်နိုင်စွမ်းအားကမြန်မာနိုင်ငံမှာရှိတဲ့ရောဘာကဏ္ဍတစ်ခုလုံးရဲ့ကုန်ထုတ်စွမ်းအားနဲ့စီးပွားရေးတိုးတက်စေရန်အတွက်ဓာတ်ရိုက်ပါဝင်အကျိုးသက်ရောက်နေပါတယ်။အမျိုးသမီးတွေအတွက်ကုန်ထုတ်စွမ်းအားနဲ့ဝင်ငွေတိုးလာခြင်းညီမျှခြင်းအားလုံးအတွက်ပုံမြင်မာတဲ့စီးပွားရေးတိုးတက်မှုလက်ရှိအချိန်မှာတော့ရောဘာလုပ်ငန်းကအမျိုးသမီးအများစုဟာဆိုရင်သူတို့ရဲ့ကုန်ထုတ်စွမ်းအားကိုမြင့်တင်ပေးမဲ့စိုက်ပျိုးရေးဆိုင်ရာအရင်းမြစ်တွေနည်းပညာဆိုင်ရာနဲ့စီးပွားရေးဆိုင်ရာအတတ်ပညာတွေစတဲ့အသိပညာနဲ့အတတ်ပညာတွေကိုသင်ယူလေ့လာနိုင်မှုလက်လန်းမမီကြပါဘူး။ထို့ကဲ့သို့အရင်းမြစ်တွေအတတ်ပညာတွေနဲ့အသိပညာတွေကိုရယူခွင့်မရှိတာကြောင့်အချိန်တိုအတွင်းကုန်ထုတ်စွမ်းအားတိုးဖို့အတွက်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်အမျိုးသမီးအများစုဟာဆိုရင်စီးပွားရေးအခွင့်အလမ်းတွေကိုရှာဖွေလေ့လာဖို့နဲ့အချိတ်ဆက်တွေကိုဖြန့်ကျက်နိုင်ဖို့စီးပွားရေးလုပ်ငန်းတွေစတင်ဖို့ကိုယုံကြည်မှုမရှိကြပါဘူး။ဒါတွေဟာအမျိုးသမီးတွေကိုဒုက္ခလစာနှဲပါတဲ့စိုက်ခင်းတွေနဲ့ရောဘာခြံတွေကအလုပ်တာဝန်တွေစီကိုပြန်ဆွဲခေါ်နေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဒါအပြင်ခေါင်းဆောင်မှုကဏ္ဍတွေနဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာအမျိုးသမီးတွေကိုကိုစားပြုမှုနှဲပါတယ်။ဒါကြောင့်အမျိုးသမီးတွေဟာသူတို့အတွက်အကျိုးမြတ်ရရှိမဲ့သူတို့ဝင်ငွေကိုမြင့်တင်နိုင်မဲ့အပြောင်းအလဲတွေကိုဆောင်ရွက်နိုင်တဲ့အခွင့်အရေးအလွန်နှဲပါပါတယ်။အမျိုးသမီးတွေကအရင်းမြစ်တွေအထောက်ပံ့တွေနဲ့ခွင့်လန်းတွေကိုအမျိုးသားတွေကဲ့သို့ဒန်းတူဘာကြောင့်မရနိုင်ရတာလဲ။မြန်မာနိုင်ငံမှာအမျိုးသမီးတွေကိုအိမ်မွေးမှာရှိတဲ့အိမ်နောက်တာဝန်တွေကိုသာပို့ပြီးတော့ယူစေချင်ကြပါတယ်။ဒီအချက်ကအမျိုးသမီးအများစုကိုလုပ်ငန်းဝင်ဖို့နဲ့ကိုယ်ပိုင်ဝင်ငွေရရှိဖို့တားဆီးထားပါတယ်။နောက်ထပ်အမျိုးသမီးအများစုအတွက်လည်းစီးပွားရေးအရာအပြည့်အဝတက်ကြွလှုပ်ရှားဖို့အဟန့်အတားဖြစ်စေပြီးစီးပွားရေးအခွင့်အလမ်းနဲ့ဝင်ငွေတွေကိုကန့်သတ်ခံထားရပါတယ်။ရောဘာကဏ္ဍမှာအမျိုးသမီးတွေအတွက်ဝင်ငွေပိုရဖို့အတွက်ဒါမှမဟုတ်ဝင်ငွေပိုတိုးစေတဲ့လေ့ကျင့်ရေးနဲ့ပညာရေးတွေကိုအချိန်ပေးဖို့အတွက်သူတို့ရဲ့အချိန်တွေကိုစီမံခန့်ခွဲရမှာစိန်ခေါ်မှုတွေရှိနေပါတယ်။ဒါဟာမိသားစုလူမှုအဖွဲ့အစည်းနဲ့စီးပွားရေးတွေမှာအမျိုးသားနဲ့အမျိုးသမီးအခန်းကဏ္ဍနဲ့ပတ်သက်ပြီးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာယုံကြည်မှုတွေနဲ့ပုံစံချသွတ်သွင်းခံထားရတာကြောင့်ဖြစ်ပါတယ်။နောက်ဆက်တွဲကတော့အမျိုးသားနဲ့အမျိုးသမီးကြားဒန်းတူမညီမျှမှုတွေပိုများလာတာပါပဲ။ထပ်လောင်းပြောရရင်တော့ဒီမညီမျှမှုတွေကြောင့်အမျိုးသမီးအနေနဲ့အထောက်ပံ့တွေအရင်းမြစ်တွေကိုရယူရမှာအတားအဆီးတွေနဲ့ကြုံတွေ့နေရပါတယ်။ဒါတွေဟာမြန်မာနိုင်ငံနဲ့နိုင်ငံတကာကရောဘာကဏ္ဍတစ်ခုလုံးရဲ့စီးပွားရေးတိုးတက်မှုအတွက်လက်ရှိကြုံတွေ့နေရတဲ့အတားအဆီးတွေကိုဖြစ်စေပြီးတန်တရားလည်နေပါတော့တယ်။ဒီတန်တရားလည်နေတာကိုရပ်တန့်ဖို့ဆိုရင်ရောဘာကဏ္ဍကအမျိုးသမီးတွေအတွက်ရင်းနှီးမြှုပ်နှံပေးရမှာဖြစ်ပါတယ်။ဒါဟာရောဘာကဏ္ဍတွေကအမျိုးသမီးတွေကိုစွမ်းအားမြင့်တင်ပေးရရောက်ပါတယ်။ဒီနည်းကသဘာဝရောဘာကုန်ထုတ်စွမ်းအားနဲ့အမျက်ရရှိမှုအတွက်သာမကမိသားစုနဲ့ရက်ရွာအဖွဲ့အစည်းတွေအတွက်ပါကောင်းမွန်တဲ့သက်ရောက်မှုတွေကိုဖြစ်စေနိုင်ပါတယ်။အမျိုးသမီးတွေဟာပိုရတဲ့ဝင်ငွေကိုကလေးတွေရဲ့ပညာရေး၊ကျန်းမာရေးနဲ့အာဟာရတွေမှာသုံးလရှိကြတယ်လို့သုတေသနပြုချက်တွေကဖော်ပြထားပါတယ်။ရောဘာကဏ္ဍမှာအမျိုးသမီးတွေကိုပံ့ပိုးအားပေးခြင်းဆိုတာပုံမသဟဇာတရှိတဲ့မိသားစုတွေဖြစ်စေရုံသာမကတင့်ရက်ရွာနဲ့အဖွဲ့အစည်းတွေအတွက်ပုံမကောင်းမွန်တဲ့စီးပွားရေးတိုးတက်မှုကိုဖန်တီးတာနဲ့ထပ်တူညီမျှပါတယ်။